တတိထားမေလားယာဒီဥတုအပြောင်းလဲနည်းနည်းဖြစ်အင်းတောင်ရုတ်တရက်ဖြားနာသွားတတ်တယ်နော်ဒါဘာလို့ဖြစ်တာလဲအပူချိန်ရုတ်တရက်ကျသွားတဲ့အခါဒါမှမဟုတ်တက်သွားတဲ့အခါတင့်ခန္ဓာကိုယ်ကအလင်းအမြန်ပြန်ညှိဖို့လိုပါတယ်ဒါပေမဲ့တခါတလေအဲ့ဒီညှိတဲ့အလုပ်ကမအောင်မြင်တတ်တာကြောင့်ပါပြီးတော့တင့်ခန္ဓာကိုယ်အတွင်းမှာလည်းကိုယ်ကံအားစနစ်ကဒိုင်းလွှာတစ်ခုလိုလှုပ်ဆောင်ပါတယ်ဒါပေမဲ့ရုတ်တရက်ယာဒီဥတုပြောင်းလဲမှုကဒီဒိုင်းလွှာကိုအားနည်းစေနိုင်ပါတယ်အကယ်လေအပူချိန်ဟာရုတ်တရက်ကြားသွားရင်အပြင်လေအေးကတင့်နှာခေါင်းနဲ့လေချောင်းကိုခြောက်သွေးစေပါတယ်ပြီးတော့အဲ့ဒီနေရာဟာ virus တွေတင့်ခန္ဓာကိုယ်ထဲဝင်ရောက်တဲ့အဓိကနေရာပါပဲတစ်ချိန်တည်းမှာပဲ virus တွေယာဒီဥတုအေးတဲ့အခါပိုအသက်ရှင်ကြပါတယ်ဒါမှမဟုတ်ယာဒီဥတုဟာရုတ်တရက်ပူသွားတဲ့အခါတင့်ခန္ဓာကိုယ်ကရေထက်ခန့်ချောက်တာမောပန်းနာရီဖြစ်ပြီးပုံမှန်ထက်အားနည်းသွားတတ်တာပါဒီတော့ယာဒီဥတုပြောင်းလဲမှုကိုတင့်ခန္ဓာကိုယ်ကအမိလိုက်ကိုစူးစမ်းနေရတာဖြစ်ပြီးခန္ဓာကိုယ်ကတေချာမလိုက်နိုင်ရင်ဖျားနာတာတွေဖြစ်လာရပါတယ်ဒါကြောင့်ယာဒီဥတုပြောင်းလဲမှုတွေဖြစ်တိုင်းတင့်ခန္ဓာကိုယ်ကိုယာဒီဥတုနဲ့လိုက်လျောညီထွေဖြစ်အောင်ထိမ့်သိမ်းခြင်းဖြင့်ဖျောင်းနာခြင်းကိုတင်တားဆီးနိုင်ပါတယ်